ဆက်ပေးမှာပေါ့နော်ကြီးကျယ်တော့ညီမနှစ်ယောက်နဲ့စိတ်ထားကောင်းတော့ကောင်းမလေးနဲ့တင်ပေးမှာဖြစ်ပါရဲ့โอเคဒီနေ့အပိုင်းလေးစလိုက်ရအောင်ဒါအပိုင်းတစ်ပါငါမစင်စင်အိမ်သွားလိုက်ပါဦးမယ်ဒီနေ့မစင်စင်လို့ဘာဟိချက်လည်းမသိပါဘူးငါတော့မင်းလေးပါမစင်ဟင်းကောင်းချက်မှာအမှန်ပါပဲဒီတိုင်းကဟင်းကောင်းနေပဲပြောနေစီမစင်အိမ်လေးမြင်သွားမယ်ဘာလို့လဲဆိုတော့သူတို့ညီမညောက်ကတော်ဩစာကြီးရဲ့ပြောလိုက်ချင်ဘူးမစင်ကောင်းမတင်းတင်းလာပြီထင်တယ်တခါတော့ပြန်ပြီးတော့အကဲပါမတင်းတင်းရတယ်ဘာမှလည်းမတူသူများအိမ်မလာချင်းနေတယ်မကပါညီမလေးလာဖွင့်ပြရလားနေမလာမဖွင့်ပြဘူးလားအတဲအမလာမဖွင့်ချင်လို့လေဟုတ်ပါဘူးအမဟိုချက်တော့နောင်းလို့ဟုတ်ပြီဒီဘာလာလောက်တာလဲအမရေသမီးလည်းလေဟိုလေအမရဲ့ဟင်းကောင်းချက်တဆိုလာစားလေအမရဲ့ဟင်းကောင်းလားချက်တော့ချက်ပါရဲ့ဒါမှမဟုတ်နှစ်ယောက်စားတဲ့ချက်ထားတာပုံမချက်ထားဘူးအမလေညီမရရဲ့အမဟင်းပဲစားမယ်ထမင်းအိမ်ကတွိုက်လို့ဟင်းလည်းနှစ်ယောက်စားပဲချက်ထားတာသုံးယောက်စမချက်တော့မော်ရတကစီကောက်တာပဲနော်တော့ဘာဖြစ်တော့ဟဲ့ကိုကကုတ်တယ်နေဘူးပါလို့လားထားလိုက်ပါတော့သမီးအိမ်ကြတစ်ဖြစ်နဲ့ဖြစ်လာစားပြီးတော့ဆော့ပြီးတော့အမတို့အိမ်ကြတော့မဆော့ခိုင်းဘူးနော်မအဲ့လိုမဟုတ်ပါဘူးဟဲ့နေငါညီမနဲ့ဆော့နေရပဲမဟုတ်ဘူးလားငါအတန်းကြီးပြီလေဆော့လို့တော့မရတော့ဘူးလေထိပါရဲ့ဒီနဲ့သွားရမယ်အိမ်ကဲပဲဟင်းကောင်းတော့တကယ်ချက်ရလားဟဲ့ကမနေပါစကားပြောရတော့ဟင်းကောင်းချက်ရလားလို့ပြောတာမဖြစ်ချင်လို့ပြောတော့ပါပြီတမီးစိတ်ထားကောင်းနေဆိုပြောတော့နှစ်ဖန်တမီးအိမ်လာခဲ့တမီးဝတ်သားဟင်းနဲ့ချက်ထားတာအမားတို့ဖိတ်တယ်ကဲပဲထဲနဲ့တိုင်းပဲဘယ်ရောမှဟင်းကောင်းချက်တော့မရှိဘူးနေတိုင်းထမင်းစီစားနေပဲစားနေရတော့အဲ့နာပဲထိုင်းနေလို့ဝတ်သားဟင်းလေးကိုကောင်းချက်ပြီးတော့ပူပြအောင်ကဲပဲကိုထံကကြွားပြန်လာငါတို့အတီကြွားတာသူညာကြီးလို့မရှိဘဲနဲ့ကြွားတာမဟုတ်ဘူးကဲပဲရမ်းစိတ်တူလာတော့ဟင်းလိုက်ချက်ပြီးဆိုတော့ညမနီကိုငါတက်ခေါ်ရမယ်ဟဲ့အကလေးမရှမ်းမတင်တယ်နေမရောထမင်းစားဖို့လာဖိတ်တာလေဝတ်သားဟင်းနဲ့နော်နင်လို့ထမင်းစီစားမဟုတ်ဘူးအမဘာစကားပြောရလဲမဟုတ်ပါဘူးဒီတိုင်းပြောရမှာနေမရောမိရမလားမိရမရချိုးနေရဟုတ်ပြီအဲ့ဆိုရင်ခဏနေလာခဲ့လို့ပြောလိုက်နော်ဟုတ်ကဲ့သမီးရောပါလားနင်းနေမှာပဲလေပါဘူးနင်းနေမှာပဲလေနင်တို့နှစ်ယောက်ကစီငါနင်တို့နှစ်ယောက်မဖေးလို့ပြုတ်ခဲ့ရမှာတော့အဆိုလည်းပြီးရောဘာလို့ငါတခါလဲထိုင်ဆောင်နေလိုက်တော့ထိုင်ပေါ့မတင်းလာနေရဲ့အေးဘာလာလောက်ကြလဲဟိုဘာလဲထမင်းစားဖို့တဲ့ဝတ်သားဟင်းနေတဲ့ဟုတ်လားဝတ်သားဟင်းနဲ့လားဟုတ်တယ်မရဲ့အဲ့လေမလိုက်မှာလားငါစားတော့စားချင်တယ်ဒါပေမဲ့ငါတို့ကမနာကြီးရဲ့ပုံလို့ရမှာလေဟဲ့မောက်မာရဲ့ပုံ
ဒီလိုပြောလိုက်ဟုတ်မှာနေအရန်ပူလေလို့ဟင်းကြိုက်မလားပူလိုက်လို့အဲ့တော့မလိုက်နိုင်ဘူးငါအထိုင်ထဲမှာဆိုဟုတ်ကဲ့မှာတကားပေါက်ထွက်လို့မရဘူးခင်ဗျာမကြီးဒီမှာဗါရဲတော့ဟိုအားတဲ့ဟင်းကြိုင်ကိုလာပို့ချင်လာပို့လိုက်တယ်အသားမဲမှာဆိုလို့ရအပြင်တော့မလိုက်နိုင်ဘူးရဲ့မရတော့ဒီအမလည်းတော်တော်ကြီးကျယ်လိုက်တာနော်တမလို့ကဆွေးနွေးတမျိုးရေးမရဲ့ကြီးကျယ်ရမှာပဲအသားမဲမှာဆိုတော့အမလိုမျိုးမဲတူးနာမဟုတ်ဘူးဒီစကလေးအဲ့လိုမပြောနဲ့နော်ငါရိုက်လိုက်မှနဲ့မှမရှိဘူးရိုက်ကြည့်ပေါ့လောက်ထည့်လိုက်မှာလာပြီးဆောက်ကောင်မအေးကလေးစကားမပြောဘူးနော်အေးငါလုံးမရောပဲဖြစ်လေရမအေးပွားရေးကြကြကြတုံယူချိုပတ်တုံယူချိုပတ်လက်ငါပြန်တော့မယ်အေးထမင်းဟင်းနဲ့လာပို့လိုက်မယ်တကယ်ပဲငါအရင်စိတ်တူကလိုက်တာအမတော်ကြီးကျယ်ရပဲကြီးကျယ်တဲ့ညီမကြီးကငါဝင်းလျှော်စိတ်လေးထည့်ပြီးလက်ပြီးကဲခမင်းကြိုက်လဲထုတ်ပြီးပြီဆိုကားပုံမယ်ဟောတမပုတ်ကင်ကအလန်းစားဝစားလေးလဲလိုက်ပေါင်းမယ်ဒီကိုရဝစားနေဝတ်တာအေးကောင်းမလားတမီပြတ်တာပြောလိုက်တော့အေးကောင်းနေအမတိုင်ဖြူပါရဲ့မလားညီမလေးဖြူပါဘူးအဲ့ကမှနေဘယ်လိုပြောလိုက်တာဟေးဖြူရတယ်ဟိုကောင်မောက်ကြွားပြီးအောင်နော်ဟုတ်ဘယ်လိုကြွားမှာလဲအမဒီလိုကြွားလိုက်ဟာအမကလို့နောက်နေ့ကြာရင်တော့ကြွပိန်းနဲ့ကြောင်းသွားမှာလို့ပြောလိုက်ပြီးတော့အမ rebound တွေရောလုံမှာလို့ပြောလိုက်နော်ညီမလေးဟုတ်ကဲ့ပြောလိုက်မယ်ကျွန်မညီမလေးချစ်နေရပါညီမလေးမကြွားချင်လဲမကိုရကြွားပြန်မယ်စတာအခုလေအရန်ခစ်စားနေလေ73မိုင်လဲအမတို့တွားမယ်နော်ဘာလို့73မိုင်တော့ဖြစ်ကုန်9မိုင်လဲအမတို့တွားမယ်နော်ညီမလေးဟုတ်ကဲ့အမပြောရီမလေးခွေးလေးရှိရကော်ဖီဆိုင်လဲတွားမယ်နော်အမရေဒါပေါ့ညီမလေးမတို့တွားရတာပေါ့အဖေကိုပြောလိုက်နော်ညီမလေးတွားဖို့ဟုတ်ကဲ့အမသူ့ဘာပြောနေကြလဲဖြစ်ပါမစင်ရေဒီမဟင်းကြိုက်လာပုပပရှင်ဝတ်တာဟင်းလို့လေပုံရည်ကြီးလေးနဲ့ချက်ထားတာအရန်ကိုအရသာရှိရမရေဟုတ်လားထိုင်လေဟုတ်ကဲ့ပြဟင်းကြိုက်ရင်ပြီဟုတ်ကဲ့ဟင်းကြိုက်ဟိုမှာထားခဲ့လိုက်နော်ဟုတ်ကဲ့မကြောင်ရမ်းမထားခဲ့မယ်နော်မတော့ကောင်းလေးတုံးဆောင်လိုက်နော်မဟုတ်ပြီမရေစကားလေးပတ်လေးပြောရအောင်လေညို့ငါပြောစရာရှိနေတယ်တီလာတိမ်ဟာဘာပြောမှလဲမစင်အေးငါလေးတောင်းနေကြရင်ငါကြွပိန်းနဲ့ကြောင်းသွားတော့မှဟုတ်လားမဟုတ်တယ်ငါအဖေကြွပိန်းဝယ်ပြီးမှငါမေရောပဲဟုတ်တယ်မတီလာမစင်မတဲ့တမီဝါလေနောက်လာကြနောက်တစ်ပတ်ကြရင်ခေးရှိတဲ့ကပီဆိုင်နဲ့တွားမှာပြီးတော့နင်းကြရဲ့ကပီဆိုင်နဲ့တွားမှာတီးရဟုတ်လားငါတို့အဲ့ဒါကြီးကုန်ရောက်ဖို့ရတဲ့အတွက်တော့ပါဝေးငါဒီလိုလာစားချစ်ခဲ့မှာပဲသူကောင်းတော့တယ်အရင်တီကိုကောင်းတယ်မြင်လားအရင်စစ်ချိုကိုကောင်းတယ်အခက်မပြောပါနဲ့ကြားရမလားကြားရမညီမလေးရန်စိတ်တူတယ်တကယ်စိတ်တူကိုကောင်းပါလေဟာကြည့်ဦးရန်စိတ်တူတယ်ညသိလားမရဲတော့ပါတော့မရဲယေ
ရေရမ်းပြောပကောင်းလိုက်တာကိုငါရဲ့ဝတ်သားဟင်းလေးကိုဒီချိန်ဆိုမစားတော့သေးပါဘူးညလောက်စားပြီးတော့ညင်းနိုင်ဝဲလျှော့နေကြတော့မှာဟာဟာဟာတရီတမော်လေးအိတ်လိုက်ပါဦးမယ်တရီတမော်လေးတစ်ထိခေါ်လိုက်ပါမဆွေးမယ် ထိုင်လို့ မာရီတမီးတို့စေတနာမကောင်းတခုကောင်းနေရနော်အေးဟေးအမညီမဘာဖြစ်တာလဲမသိဘူးဘိုက်ချအရင်ခလာပြီဟေးညီမလေးဘာဖြစ်တာလဲအမညီမလေးမရတော့အမလေးကောင်မငါလည်းမရတော့ဘူးအထဲထဲနေမြင်မြင်လောက်စအမလေးဒီမှာညီမပါဦးမဖြစ်တဲ့ဦးAlam taro ni tila kama ama yeng niya lupa mayaro di mapat itu bi kuma benya thaya kawa pyo like ta ngao la pyo chwa chin ne nyama nyaw khu ra ti lo phit biအမလေးအီးဆိုလိုက်နားဟောင်းမယ်တော်ပါပြီအိမ်ပြန်လာလိုက်ကောင်းတယ်ဒီအပိုင်းလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်